ကောင်လေးဟာတခုခုစားလိုက်တိုင်းပြုတ်အန်ကျင်စိတ်ဖြစ်နေတယ်သူ့ရဲ့ထူးဆန်းတဲ့ယောဂကိုကုသဖို့အတွက်သူ့အဖိုးကနေ့စဉ်နေ့တိုင်းစပူမှု10ယောက်ကိုငှားပြီးဟင်းချက်ကျွေးစေခဲ့တယ်ဒါပေမဲ့ဘယ်ဟင်းရာကမှကောင်လေးကိုအကြိုက်မတွေ့စေခဲ့ပါဘူးသူဟာအစာစားရမှာကိုပိုးလို့တောင်မုန်းတီးလာခဲ့တယ်တနေ့တော့သူ့ပါဇက်ထဲကအစာတွေကိုထွေးထုတ်လိုက်ပြီးချိန်မှာပဲတိုင်ပေးမှာချထားတဲ့ပေါက်စီနှလုံးကိုသူတတိထားမိသွားတယ်ပေါက်စီအနံ့ကိုရလိုက်တာနဲ့ဖျားကလေးကပထမဆုံးအကြိမ်ဖြစ်စားခြင်းစိတ်ပေါ်လာခဲ့တယ်သူ့အလိုလိုစားနေတာကိုမြင်လိုက်ရတဲ့အတွက်အဖိုးဖြစ်သူဟာအယံကိုဝမ်းသာသွားခဲ့တယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲကောင်မလေးတယောက်ပြေးလာပြီးကောင်လေးကိုတွန်းချလိုက်တယ်သူမရဲ့ပေါက်စီတွေကိုခိုးစားတယ်ဆိုပြီးသူ့ကိုဆွဆွဲပါတော့တယ်ကောင်လေးလည်းဒေါသထွက်သွားပြီးဒီပေါက်စီတွေကညစ်ပတ်နေတာသူကတော့အဆင်လျှော့ပြီးဘယ်တော့မှစားမှာမဟုတ်ဘူးလို့တမင်တက်တက်ပြောချလိုက်တယ်ကောင်မလေးကလည်းသူနဲ့ဆက်မငင်းချင်တော့ပဲလှည့်ပြီးထွက်ပြေးသွားခဲ့တယ်အဖိုးဖြစ်သူကကောင်မလေးနောက်ကိုလိုက်သွားပြီးပေါက်စီကိုဘဲကဝဲတာလဲလို့မေးဖို့ဆုံးဖြတ်လိုက်တယ်ခဏကြာမှာတော့ကောင်မလေးဟာသူ့ရဲ့မွေးစားမိခင်အတွက်ပေါက်စီတွေကိုအိမ်ယူလာခဲ့တယ်အဲ့ဒီပေါက်စီတွေကိုသူမကိုယ်တိုင်လုပ်ထားတာလို့မိခင်ကိုပြောပြခဲ့တယ်အဲ့ဒီအချိန်မှာပဲသူတို့ရဲ့အိမ်ရှင်ရောက်လာခဲ့တယ်နောက်3ရက်အတွင်းအိမ်ကခမပေးရင်အိမ်ပေါ်ကနေနှင်ချမယ်လို့သူကပြောပါတယ်မွေးစားမိခင်ကအပြစ်ရှိတယ်လို့ခံစားရပြီးကောင်မလေးကိုတောင်းပန်ခဲ့တယ်သူမရဲ့မတန်ဆွမ်းတဲ့ခြေထောက်တွေကကောင်မလေးအတွက်ဝင်ထုတ်ဝင်ပိုးဖြစ်နေပြီလို့ပြောခဲ့တယ်ကောင်မလေးကအဲ့ဒီလိုမတွေးဖို့ချက်ချင်းပဲပြန်ပြောခဲ့တယ်ဘာလို့လဲဆိုတော့မွအေးစားမိခင်ကသူ့ကိုခုံမမွေးခဲ့ရင်သူဟာငက်ပြက်ပြီးတေးနေတာကြာပြီဖြစ်လို့ပါပဲကောင်လေးရဲ့အဖိုးဖြစ်သူကသူတို့နောက်မှာပုံနေပြီးသူတို့ပြောစကားတွေအကုန်လုံးကိုကြားသွားခဲ့တယ်သူကကောင်မလေးစီချက်ချင်းလျှောက်သွားပြီးသူ့မြေရဲ့ကိုယ်ပိုင်စပူမှုဖြစ်လုပ်ပေးဖို့သဘောတူရင်မိသားစုရဲ့အိမ်လခတွေအားလုံးကိုပေးမယ်လို့ကန့်လန့်ခဲ့တယ်ဘာကြောင့်သူမကရွေးရတာလဲလို့မွေးစားမိခင်ကမေးပါတယ်အဖိုးဖြစ်သူကရှင်းပြတာကတော့သူ့မြေဟာမိဘတွေကားအက်ဆီဒင့်နဲ့တိတ်ဆုံးသွားတာကိုမျက်မြင်တွေ့ခဲ့ရတဲ့ကအစာမစားတော့ပဲကောင်မလေးလုပ်တဲ့ပေါက်စီတွေကသာသူ့မအံ့ပဲစားနိုင်တဲ့တခုတွေတော့အသားစာဖြစ်နေလို့ပါတယ်ကောင်လေးရဲ့ဝမ်းနဲ့စရာတိတ်ကိုကြားရပြီးနောက်မှာတော့ကောင်မလေးကကူညီပေးဖို့သဘောတူလိုက်ပါတယ်နောက်တနေ့မှာကောင်မလေးဟာကောင်လေးရဲ့အိမ်ကိုရောက်လာခဲ့တယ်ကောင်လေးကသူမကိုမြင်ချင်းမနေ့ကသူ့ကိုတကိုးလို့ဆွဆွဲခဲ့တာကိုတတိယသွားပြီးသူမရဲ့ပေါက်စီတွေကိုဆက်စားဖို့ညှင်းဆန်ပါတော့တယ်ဒါပေမဲ့ကောင်မလေးကသူ့ရဲ့ညှင်းဆန်မှုကိုလုံးဝဂရုမစိုက်ပဲပေါက်စီတစ်လုံးကိုသူ့ပါဇက်ထဲအတင်းထိုးထည့်လိုက်တယ်ပြီးတော့သူ့ကိုပြင်းပြင်းထန်ထန်ဆူပူပါတော့တယ်နင့်မိဘတွေကနင့်ကိုကာကွယ်ရင်းတိတ်ဆုံးသွားခဲ့တာနင့်ကိုနဲ့အနက်ခံနေတာကသူတို့အသက်ဆုံးပြီးကဲတင်ခဲ့တဲ့ဘဝကိုဖြုံးတီးနေတာပဲလို့ပြဟောလိုက်ပါတယ်ကောင်လေးဟာချက်ချင်းပဲအပြစ်ရှိတယ်လို့ခံစားသွားရတယ်ပြီးတော့သူမကမ်းပေးလာတဲ့ပေါက်စီကိုကုန်အောင်စားလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးကောင်မလေးဟာနေတိုင်းဟင်းလျာတစ်တွေလုပ်ဖို့တင်ယူခဲ့ပြီးကောင်လေးကိုတောင်သူမနဲ့အတူဟင်းချက်တင်ဖို့ခိုင်းခဲ့တယ်ကောင်လေးဟာနောက်ဆုံးမှာအစာစားခြင်းစိတ်ဖြစ်လာခဲ့ပေမဲ့ကောင်မလေးလုပ်ပေးတဲ့အစားအစာကိုပဲအစာအိမ်ကလက်ခံနိုင်ခဲ့ပါတယ်ကောင်မလေးကသူမဟာသူ့ရဲ့စပူမှုဖြစ်ထာဝရနေပေးနိုင်မှာမဟုတ်တဲ့အတွက်တခြားလူတွေချက်တဲ့အစားအစာတွေကိုစမ်းစားကြည့်ဖို့လိုတယ်လို့သူ့ကိုပြောခဲ့တယ်အဲ့ဒီနောက်မှာတော့သူမဟာမွေးစားမိခင်စီထမင်းချိုင်းပို့ဖို့ထွက်သွားခဲ့ပါတယ်ကောင်လေးကအဖိုးဖြစ်သူကိုကောင်မလေးကိုသူနဲ့အတူထာဝရနေခိုင်းလို့ရမလားလို့မေးခဲ့တယ်အဖိုးဖြစ်သူကလက်ထပ်ထားတဲ့ဇနီးမောင်နှံတွေပဲတစ်သက်လုံးအတူတူနေနိုင်ကြတာလို့ပြန်ဖြေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ညီမဝမ်းကွဲကသူ့အတွက်ဖုတ်လာတဲ့ကိုပီတချို့ကိုယူလာပေးတယ်တခြားသူတွေလုပ်တဲ့အစားအစာတွေကိုစမ်းစားကြည့်ဖို့ကောင်မလေးပြောခဲ့တာကိုတတိယပြီးသူမချစ်မရဲနဲ့တကိုက်ကိုက်စားကြည့်ခဲ့ပေမဲ့ချက်ချင်းပဲပြန်အံ့ထွက်သွားပါတယ်ဒါကကောင်မလေးကိုသူ့အနားမှာပို့ပြီးရှိစေချင်လာအောင်ဖြစ်စေခဲ့တယ်တစ်ဖက်မှာလည်းကောင်မလေးအိမ်ပြန်ရောက်တာနဲ့သူမရဲ့အရင်ဖြစ်တဲ့မိခင်လာရှာတယ်ဆိုတာကိုမွေးသားမိခင်ကပြောပြခဲ့တယ်ခဏကြာမှာတော့သူမရဲ့အမေရင်းရောက်လာပြီးသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်တကယ်တော့ကောင်မလေးဟာသူမမိဘတွေရဲ့တန်ဘက်တွေစီကနေလှုပ်ဝက်စွာပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီးသူမရဲ့မိခင်ကဒီနှစ်တွေတစ်လျှောက်လုံးသူမကိုလိုက်ရှာနေခဲ့တာဖြစ်ပါတယ်ကောင်မလေးကိုသူမရဲ့အမေရင်းကခေါ်သွားပြီးဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကိုကောင်လေးသိလိုက်ရတဲ့အခါသူမကိုတွားရှာဖို့ချက်ချင်းတောင်းဆိုပါတော့တယ်အဖိုးဖြစ်သူကအစီခံတွေကိုသူ့ကိုတားဖို့အမိန့်ပေးခဲ့ပြီးကောင်မလေးကသူ့ကိုအစားကောင်းကောင်းစားပြီးကျန်းမာအောင်ကြီးပြင်းလာဖို့စကားပါသွားကြောင်းပြောပြခဲ့တယ်ကောင်လေးကအဖိုးဖြစ်သူကိုကျွန်တော်ကြီးလာရင်သူမကိုကျွန်တော်စီပြန်ခေါ်လာနိုင်မှာလားလို့မေးခဲ့တယ်အဖိုးဖြစ်သူကကောင်လေးကိုနှစ်သိမ့်တဲ့အနေနဲ့သူ့စကားကိုမငင်းဆန်ခဲ့ပါဘူးကောင်လေးလည်းအဲ့ဒီအချိန်ကစပြီးအစားကိုကောင်းကောင်းစားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်